အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်မှာကူးစက်မှုဖြစ်ပွားနေတဲ့နီးပါးဗိုင်းရပ်စ်နဲ့ဆက်လင်းပြီးရောဂါကူးစက်မှုမဖြစ်ပွားစေရန်အတွက်ကျန်းမာရေးဝန်ကြီးဌာနမှရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်မှာဇန်နဝါရီလ26ရက်နေ့မှစပြီးစစ်ဆေးမှုများကိုဆောင်ရွက်လျက်ရှိနေပါတယ်။သတင်းပြေဆုံးကိုဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။နီပါဗိုင်းရပ်စ်ကအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်မှာဖြစ်ပွားမှုရှိနေတဲ့အတွက်အိန္ဒိယနိုင်ငံကပြန်လာတဲ့ခရီးသည်များကိုရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်ဆိုက်ရောက်ဧရိယာမှာအဖျားတိုင်းတဲ့လုပ်ငန်းစဉ်များကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ခရီးသွားလာသူများကိုအကြံပြုချက်မြန်မာအင်္ဂလိပ်နှစ်ဘာသာနဲ့လက်ကမ်းစာဆောင်ဝေမျှခြင်းများကျန်းမာရေးသိပညာပေးဗဏ္ဍိုင်းပြသခြင်းတို့ကိုဆောင်ရွက်လျက်ရှိနေကြောင်းသိရပါတယ်။အိန္ဒိယနိုင်ငံ West Bengal ပြည်နယ်မှာနီပါဗိုင်းရပ်စ်ရောဂါကူးစက်ပြန့်ပွားနေတာနဲ့ပတ်သက်ပြီးတော့မျက်ခြေမပြတ်စောင့်ကြပ်ကြည့်ရှုလျက်ရှိပါတယ်။လက်တလုံးမှာတော့ဒီရောဂါအိန္ဒိယနိုင်ငံအတွင်းမှာလည်းဒီဒေသတစ်ခုမှာပဲ West Bengal ဒေသတစ်ခုမှာပဲကူးစက်ပြန့်နှံ့မှုရှိပြီးအခြားဒေသတွေကိုကူးစက်ပြန့်နှံ့မှုမရှိသေးတာကိုကျမတို့တွေ့ရှိရပါတယ်။ဒါပေမဲ့လည်းဆက်လက်ပြီးတော့မှကျမတို့စောင့်ကြပ်ကြည့်ရှုသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံနဲ့ဒီဝင်ပေါက်ထွက်ပေါက်တွေဖြစ်တဲ့အထူးသဖြင့်တော့ပြည်ပြည်ဆိုင်ရာလေဆိပ်ကနေပြီးတော့မှဝင်ရောက်လာတဲ့ဒီအိန္ဒိယနိုင်ငံနေပြန်လည်ဝင်ရောက်လာတဲ့ခရီးသည်တွေကိုတော့ကျမတို့ကဒီပညာပေးတဲ့လုပ်ငန်းတွေကိုစတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ဒီနိုင်ငံအတွင်းမှာဆိုလို့ရှိရင်တော့ကျမတို့ကနမူလတွေကဆောင်ရွက်ထားရှိတဲ့လက်တလုံးနှောက်ရောင်ယောဂစောင့်ကြပ်ကြည့်ရှုခြင်းနဲ့ပြင်းထန်သက်ရှူလမ်းကြောင်းဆိုင်ရာယောဂများစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းတွေကိုကျမတို့မူလတွေကလည်းဆောင်ရွက်လျက်ရှိပါတယ်ဒီလုပ်ငန်းတွေကိုကျမတို့အခုဒီနီပါဗိုင်းရပ်စ်ကူးစက်မှုနဲ့ပတ်သက်ပြီးတော့မှဒီလုပ်ငန်းတွေကိုတိုးမြင့်ဆောင်ရွက်ဖို့အတွက်လည်းတိုင်းဒေသကြီးပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ကုသရေးဦးစီးဌာနများကိုကျမတို့ဒီညွှန်ကြားလွှာများထုတ်ပြန်ပြီးတော့မှအရှိန်ဟုန်မြင့်တင်ပြီးတော့မှဆောင်ရွက်လျက်ရှိပါတယ်ရှင်အခုဆိုလို့ရှိရင်တော့အိန္ဒိယနိုင်ငံဒီအနောက်ဘင်္ဂလားပြည်နယ်မှာဒီဖြစ်ပွားပြန့်နှံ့နေတာပေါ့လေဒါပေမဲ့လည်းကျွန်တော်တို့ရဲ့လက်ရှိဒီကျန်းမာရေးဝန်ကြီးဌာနရဲ့ဒီထုတ်ပြန်ထားရှိချက်တွေရဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီအိန္ဒိယနိုင်ငံဒီ area တစ်ခုမှာပဲ localized epidemic ပေါ့ဒီကရောဂါအတွင်းနဲ့ဖြစ်ပွားနေတာရှိပါတယ်တခြားအိန္ဒိယနိုင်ငံတွင်းမှာတော့မှဒီအိန္ဒိယနိုင်ငံတခြားဒေသတွေကိုကူးစက်ပြန့်နှံ့မှုလည်းတော့မရှိသေးပါဘူးတခြားနိုင်ငံတွေကိုလည်းဒီကူးစက်ပြန့်နှံ့မှုကတော့လည်းတော့မတွေ့ရှိရသေးပါဘူးဒါပေမဲ့လည်းကျွန်တော်တို့ကဒီအိန္ဒိယနဲ့ဒီရန်ကုန်နဲ့ဆိုလို့ရှိရင်လည်းအများတန်းဒီခီးသွားလာမှုဒီခီးတွေကလည်းနေ့စဉ်အဝင်ထွက်ရှိတဲ့အတွက်ကြောင့်မလို့တော့ကျွန်တော်တို့ကတော့ဒီဟာကိုလည်းကျွန်တော်တို့လုပ်ငန်းစဉ်အဓိကဦးစားပေးဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေနဲ့ဒီပါယောဂဒီစောင့်ကြပ်ကြည့်ရှုခြင်းပေါ့နော်အဲဒီလုပ်ငန်းစဉ်တွေကိုလည်းကျွန်တော်တို့ကအခုချိန်မှာဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်နဲ့ကျွန်တော်တို့အားဖြည့်ဆောင်ရွက်လျက်ရှိပါတယ်ခင်ဗျာဒီကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ထားတဲ့ဒီကျွန်တော်တို့ရဲ့ဒီသတင်းစဉ်တွေဒီအကြံပြုချက်တွေဒီဟာတွေကိုအများတန်းဒီမျက်ခြေမပြတ်စောင့်ကြပ်ကြည့်ရှုပြီးတော့ဒီအရန်ကြီးလဲစိုးရိမ်မှုမလွန်ကဲဖို့နဲ့တခုခုဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီဌာနလိုက်ပေါ့ဒီကျွန်တော်တို့ရဲ့ဒီဟိုအလိုက်ပြင်ဆင်ဆောင်ရွက်မှုတွေကိုကျွန်တော်တို့ဆောင်ရွက်ထားရှိတယ်ဆိုတဲ့အကြောင်းလေးလည်းကျွန်တော်ဖြည့်ဆွတ်ပြီးပြောကြားချင်ပါတယ်ခင်ဗျာမြန်မာနိုင်ငံမှာယနေ့အချိန်ထိနီပါဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကိုတွေ့ရှိရခြင်းမရှိသေးတော့လဲမူလလက်ခံကောင်လင်းတို့မျိုးစိတ်ဖြစ်တဲ့တိတိစားလင်းတို့လင်းဆွဲများပေါ်များစွာတည်ရှိရာဒေသဖြစ်ပြီးကူးစက်မှုများမကြာခဏဖြစ်ပွားလေးရှိတဲ့ဒေသတွင်းနိုင်ငံများနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့အတွက်နီပါဗိုင်းရပ်စ်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များကိုအထူးအလေးပေးဆောင်ရွက်လျက်ရှိနေကြောင်းသိရပါတယ်ရှင်